ဆရာဝန်ကကိုဝင်ဆောင်တဦးရဲ့ဦးကောင်းခွဲစိတ်ဖို့လျှက်စစ်လွှတ်ဆက်နဲ့ဦးကောင်းခွန်ကိုဖွင့်လိုက်တယ်။ဒါပေမဲ့လူနာရဲ့အုံနောက်ထဲပိုက်ထဲလိုက်ချိန်မှာပဲခွဲစိတ်ခန်းတကားရုတ်တရက်ပွင့်လာခဲ့တယ်။ဝင်လာသူကဆေးရုံဥက္ကဋ္ဌရဲ့သားဖြစ်ကြောင်းပြောဆိုပြီးသူ့ညီမကိုအရင်ကုသပေးဖို့ဆရာဝန်ကိုတောင်းဆိုတယ်။ဒေါက်တာလောကသူ့ညီမရဲ့ဆေးမှတ်တမ်းကိုစစ်လိုက်တော့သူမဟာနဖူးပွန်းယုံကလွယ်ပြီးဘာမှထူးခြားမှုမရှိတာကိုတွေ့ရတယ်။ခွဲစိတ်မှုကိုဆက်လုပ်ဖို့လှည့်ချိန်မှာအဲ့ဒီလူကဒေါက်တာလောကိုဆွဲပြီးဂယုမဆိုင်ဟုဆွဆွဲတယ်ညီမမျက်နှာအမာရွတ်ကြံရင်အလုတ်ထုတ်ပြစ်မယ်ဟုသူကချိန်ချောက်တယ်သူ့ရဲ့အကျိုးအကြောင်းမဲ့လုပ်ရဲ့ကြောင့်ဒေါက်တာလောချက်ချင်းဒေါသထွက်သွားတယ်ဆေးဥပဒေဆိုတာတည်ရလားအရေးပေါ်ကုသမှုကိုနှောက်ယှက်တာရာဇဝတ်မှုပဲမင်းမထွက်သွားရင်ရဲခေါ်လိုက်မယ်အဲ့ဒီလူကတာဝန်ယူခိုင်းမယ်လို့ကျိန်းဝါပြီးညီမကိုဆွဲကာထွက်သွားတယ်ခွဲစိတ်မှုကိုဆက်လုပ်ပြီးဒေါက်တာလောကလူနာအုံနောက်ထဲကအရည်တွေကိုအောင်မြင်စွာထုတ်ပေးနိုင်ခဲ့တယ်ဒါပေမဲ့ဒီအဆင့်ကအမှားသေးသေးလေးတစ်ခုကတော့မိခင်နဲ့ကလေးနှစ်ယောက်လုံးရဲ့အသက်ကိုအန္တရာယ်ဖြစ်စေနိုင်လို့တတိလက်လွတ်ဖြစ်လို့မရဘူးဒီလိုအရေးကြီးချိန်မှာပဲဆေးရုံအုပ်ကြီးဝင်လာပြီးဒေါက်တာလောကိုအလုတ်ရက်ကရုံးခန်းလိုက်ခဲ့ဖို့ခေါ်တယ်မလိုလားပေမဲ့ဆေးရုံအုပ်ကြီးအမိန့်ကိုနာခံရုံမှတပါသူ့မှာရွေးစရာမရှိခဲ့ဘူးမတော်ခင်ဒေါက်တာလောကလူနာမှာတစ်ခုခုထူးခြားရင်ကျွန်တော်ကိုချက်ချင်းဖုန်းခေါ်ပါလို့အဖွဲ့ကိုမှာခဲ့တယ်ရုံးခန်းရောက်တော့အဲ့ဒီလူကခြေချိတ်ထိုင်ပြီးကာတွန်းစာအုပ်ကိုအေးဆေးဖတ်နေတယ်ဒေါက်တာလောတက်ပြင်းချရင်သူ့ညီမကိုနေမကောင်းဘူးလားလို့မေးလိုက်တယ်အမျိုးသမီးကမရှိဘူးဖြေတော့ဒေါက်တာလောကပြန်လှည့်ထွက်ခဲ့တယ်အဲ့ဒီလူကမင်းဒီကနေတလန်းထွက်ကြည့်မင်းရဲ့ဆရာဝန်ဘဝကိုအဆုံးသတ်ပြစ်မယ်လို့ချိန်ချောက်တယ်ဒေါက်တာလောကတော့မကြောက်ခဲ့ဘူးသူကမင်းနောက်တခုပြောရင်စေဥပဒေချိုးဖောက်မှုနဲ့ထောင်ထဲထည့်မယ်လို့ပြန်ပြောတယ်ဒေါက်တာလောခွဲစိတ်ခန်းကိုအမြန်ပြန်သွားခဲ့ပေမဲ့လူနာနှလုံးခုန်ရက်သွားတာကိုတွေ့လိုက်ရတယ်သူ့လက်ထောက်ကဆရာထွက်သွားပြီးချင်းပဲပြဿနာစတက်တာလို့ပြောတယ်ဒေါက်တာလောကလူနာမသေးခင်သူမရဲ့ခင်မိုးနဲ့ကလေးကိုစောက်ရှောက်ပေးမယ်လို့ကတိပေးခဲ့တာကိုပြန်သတိရမိတယ်အခုတော့သူတို့အသက်တွေသူ့မျက်စိရှိမှပျောက်ကွယ်သွားတာကိုကြည့်နေခဲ့ရတယ်သူစိတ်ပြိုလဲလူနီးပါဖြစ်ခဲ့တဲ့စင်ကြံမှာငုတ်တုတ်ထိုင်ရင်အပြစ်တင်စိတ်နဲ့သူ့ကိုယ်သူခွင့်မလွတ်နိုင်ခဲ့ဘူးအဲ့ဒီတုန်းကသူသာပိုးပြတ်သားခဲ့ရင်လူနာအသက်ကိုကယ်နိုင်ခဲ့မှာပဲအဲ့ဒီအချိန်မှာပဲဟိုလူကပြုံးစည်းစည်းနဲ့ရှောက်လာပြီးဒေါက်တာလောကိုလှောင်ပြောင်နဲ့ဆရာဝန်မကြောင့်လူနာသေးရင်ဘယ်လိုလုပ်မလဲဒေါက်တာလောသူ့ဆိုလိုရင်းကိုသဘောပေါက်စပြုချိန်မှာပဲရဲရရှိတစုရောက်လာခဲ့တယ်သူတို့ကဒေါက်တာလောကိုစေကူတမှုမှာယွင်ပြီးလူနာသေးဆုံးမှုနဲ့ဖမ်းလိုက်တယ်ဒါအပြင်သူ့ရဲ့ဆရာဝန်လိုင်စင်ကိုရုပ်သိမ်းပြီးစေလောကကနေအမိမဲစရင်သွင်းခံခဲ့ရတယ်အသက်တွေကိုကဲတင်ခြင်းနဲ့ဆရာဝန်ကောင်းတစ်ယောက်ဟာမောက်မာတဲ့သူထေးသားရဲ့အကွက်ချမှုကြောင့်ထောင်ကျခဲ့ရတာတကယ်မတရားဘူးနှစ်အနည်းငယ်ကြာတော့ဒေါက်တာလောကပြစ်ဒဏ်ကြခံပြီးပြန်လွတ်လာခဲ့တယ်အခုတော့သူဟာအရင်ကလိုမနူးမနက်လူတစ်မဟုတ်တော့ဘူးအာနာရှိသူတွေကိုဖြုတ်ချဖို့သူတို့နဲ့အရင်ပေါင်းရမယ်ဆိုတာသူသိခဲ့တယ်ဒါကြောင့်ထောင်ကထွက်ပြီးနောက်ပထမဆုံးဖြစ်ထောင်ထဲမှာတွေ့ခဲ့တဲ့တထေးမတစ်ယောက်ကိုရှာပြီးဥပဒေနဲ့အညီထောင်ကလွတ်အောင်ကူညီပေးခဲ့တယ်